ကဲဗျာဒီတစ်ခါတော့ပေါ့ပါလေအခြေကြီးလေးဟောပေးပါမယ်နော်မိမိကိုဘယ်သူကကြိတ်ပြီးတော့ချစ်နေတယ်ဆိုတဲ့အကြောင်းလေးကိုဟောပေးပါမယ်နော်ကဲဒါပဲဇလန်းလေးထုံးစံတိုင်းပဲကျွန်တော်စလိုက်ကြစို့ကဲ The sun အိုးမိမိကိုချစ်နေလူတွေအများကြီးပါဗျာလို့ကဲဒီဝေးရုံကြည့်ပြတဲ့လူတွေကတော့ချစ်တဲ့လူတွေများနေလို့ဒုက္ခရောက်မှအနေထားမှရှိပါတယ်ကဲတက်ကြည့်ကြတာပါနော်ကဲပေါ့ပါလေးပဲကျွန်တော်တို့နားထောင်ကြတာပါနော် Temperance ကိုချစ်တဲ့လူတွေအများကြီးရှိပြီမှာကိုကအကုန်လုံးအလိုက်ထိုက်ပဲဆက်ဆံနေတဲ့အနေအထားမှာရှိပါတယ်နော်မိမိကိုချစ်တဲ့လူကကဲမြို့ချစ်တဲ့သူကဘယ်လိုလဲခံကစရန်မိမိကိုချစ်ကြိုက်နေတဲ့လူကလုံးလုံးဒေါသကြီးရလူတယောက်ပါနော်ဒေါသကြီးရသူတယောက်ပါလို့နော်မိမိကိုအသေးအံကြိုက်နေတဲ့သူကဒေါသကြီးရလူတယောက်ပါနော်ကဲတူကဲအေးဟုတ်ပါရဲ့နော်မိမိကိုချစ်တဲ့သူကဒေါသကြီးတယ်မာမနာကြီးတယ်အဲ့လိုလူတယောက်ကမိမိကိုချစ်နေတာပါနော်နောက်ဆုံးကန်လေးပါဗျာအိုးနှစ်ကောက်တော့ဟာနှစ်ကတ်တော့ကဲလိုက်ပါမယ်နော်ခွင့်ရပန်းဒီကဲသူကမိန်းကလေးဆိုလဲပင်မတစ်ပါးပါနော်ယောက်ျားလေးဆိုရင်လဲဘယင်တစ်ပါးလိုမျိုးသူကမာနာကြီးရဲ့လူမျိုးပါကိုချစ်တဲ့လူကကိုလာပြီးတော့ဒီစကားပြောဖို့ဆိုရင်တော့တော်လေးကိုစဉ်းစားမယ်နေတာမှရှိပါတယ်နော်3 of cup သူကအောင်မြင်မှုတွေအများနဲ့ရတဲ့လူတယောက်ပါမာနာလည်းအရင်ကြီးရသူပါနော်ကိုတိတ်ချစ်နေတဲ့သူပါဒါမဲ့ကိုရဲ့ပုံမှန်တိုင်းလေးဆက်ဆံတဲ့ပေါ်သူကသဘောကျနေတာပါနော်ကျေးဇူးပါအားလုံးကြည့်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်လို့